ဒီနေ့လည်းမဖီတို့အလုပ်ပိတ်ရက်ဖြစ်တဲ့ဆိုတော့အဖွားငယ်ငယ်တော့အမြဲတမ်းကြော်ကြွေးနေကြအာလူကတ်တလေးလေးကြော်စားဖြစ်ပါတယ်အရင်ဆုံးအာလူပြုတ်ထားတာကိုစားနဲ့ကြက်သားမှုနဲ့ထည့်ပြီးတော့ကြည်ဝအောင်ချီပါမယ်နော် mash potato အနေလောက်တော်တော်လေးကိုချီလိုက်ရပါတယ်အာလူကိုအရင်ဆုံးအလုံးလေးတွေဖြစ်အောင်သုံးမယ်ပြီးတော့မှပြပြလေးဖြစ်အောင်ဖိချလိုက်တယ်ပြီးတော့ရင်တော့အကြောခံမှုတ်လေးကတ်လိုက်ပါတယ် You repeat the process until you're done with all the potato အကုန်လုံးပြီးသွားရင်တော့စကြော်ပါတော့မယ်နော်ကြော်တဲ့ချိန်မှာလည်းမီးပြင်းပြင်းနဲ့တစ်လုံးနဲ့တစ်လုံးမကတ်သွားအောင်သတိထားပြီးတော့ထည့်မယ်နော်ပြီးရသားလေးတွေ golden brown color လေးဖြစ်လာပြီဆိုရင်တော့နောက်တစ်ဖက်လန်မယ်နော်ခုလိုကြော်တဲ့ချိန်မှာတော်တော်လေးသတိထားရပါတယ်အာလူကအကြည်ကြည်ထားတာဆိုတော့နောက်ထပ်ပြီးတော့မကြည်သွားရအောင်ဒီလိုနှစ်ဦးစာလောက်ကြော်ပြီးတော့မဖြူလင်းအောင်လဲဘိုက်စာလာတာနဲ့ထမင်းစားကြပါတယ်ဒါကတော့စားနေတဲ့ပုံလေးပါ This is my first try ဆိုတော့အဖွားရဲ့လက်ရာကိုတော့မမီသေးဘူးပေါ့နော်အတန်သွေးနေနဲ့ဒီမလေးဝင်လာလို့သူ့တန်လေးကိုထည့်ပေးလိုက်ပါတယ်ရှင် Thank you for watching